ဒီနေ့ဝမ်းသာစရာစကားတစ်ခုရှိတယ်ဒါပါလေဆိုတော့မင်းအောင်လှိုင်ရဲ့စစ်နေမတာအများကြီးပေါ်သွားတယ်ဆိုတဲ့ကိစ္စပေါ့နော်ပါလဲစစ်ဆိုးရကိုထောက်ခံတဲ့လူတွေကလမ်းမှာတပိတ်မောက်တဲ့လူတွေကိုဖင်ရပြီးလမ်းပြီးအပြင်ထွက်လို့တေးရတယ်ဟုတ်လားကချင်ပြည်နယ်ကိုဖင်ရပြီးမှသွားတဲ့မတာကောင်းနေဟိုမှာမတာပေါ်နေပြီမနေ့တုန်းက live ထဲမှာလဲ3-4ခါတော့ပြောပြီးပြီကျတော့ကချင်ပြည်နယ်မှာလေတဘာဝမြေဩဇာတွေအများကြီးရှိတယ်ခမရတော့မတာမပေါ်ပေးရင်လည်းကျမတို့ကတဘာဝမြေဩဇာတွေနဲ့စိုက်ပျိုးကြတာနော်အဲ့ကိုလေကျတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်ဒီမှာလေစေတနာပို့ပြီးတော့ကို့အသက်ပါပေးပြီးမှမြေဩဇာလာလုပ်ပေးစရာမလိုဘူးနော်မြေဩဇာလုပ်ချင်တဲ့လူတွေကိုဒီမနက်3နာရီလောက်ကတည်းကဟုတ်လား KIA ဒီမြေဩဇာလုပ်လိုက်ပြီဘာလဲလမ်းမပေါ်မှာဖင်ရပြီးထွက်လို့အသေးခံရတယ်ဟုတ်လားအေးအဲ့လိုပဲအဲ့စစ်သားတွေကချင်ပြည်နယ်ဘက်ကိုဖင်ရပြီးလာတာရှမ်းပြည်ဘက်ကိုဖင်ရပြီးလာတာမတာပေါ်ပြီနော်မုတ်ဆိုးမတွေတားပြောက်တဲ့အမေတွေအခုငိုနေရပြီမဟုတ်ဘူးလားသူများမိဘတွေငိုနေကြတယ်သူများမိန်းမတွေငိုနေကြတဲ့အခါမှာခမရတို့ရီနိုင်ကြတယ်လေအခုခမရတို့တားတွေခမရတို့ယောက်ျားတွေတဲနေကြပြီဒါပဲမတာထပ်ပေါ်ချင်လာခဲ့လိုက်ကချင်သွေးနော်ဘာလဲသူများကိုတနတ်ဆိုတာထိရင်တေတတ်တယ်ဟုတ်လားအခုခမရတို့တားတွေခမရတို့ယောက်ျားတွေမျက်စိမမြင်တဲ့ကြည်စံထိကုန်ပြီဖီးရပြီးကချင်ပြည်နယ်ရှမ်းပြည်နယ်လာမနေနဲ့ပြန်လာမရှိဘူးလို့ဟိုလွန်ခဲ့တဲ့2ခါ3ခါလဲကျွတ်လိုက်လွင့်တဲ့ခါမှာပြောပြီးပြီစွာစီလုံးမနေကြနဲ့ခမရတို့ကကြုံဖြစ်နေတယ်ဆိုတာကိုလဲခမရတို့စဉ်းစားကြည့်အောင်နော်အခုလောက်ကောင်မတွေလောက်ကောင်တွေလဲစဉ်းစားကြည့်လိုက်ကိုအထင်ကြီးတဲ့လူတွေရန်ကုန်မှာနေတဲ့လူတွေမန္တလေးမှာနေတဲ့လူဖြစ်ဘယ်နေရာမှာဖြစ်ခမရတို့စွာစီနဲ့ဆိုင်ကိုထွက်ကြည့်လိုက်လေဆိုင်မှာတောက်စွာစီမလုံနိုင်တဲ့လူတွေခွေးကြီးနင်းထားတယ်လို့ခိုးကြောင်ခိုးဝဲနဲ့စားအခုအဲ့ဘာလဲလောက်ကောင်နေလဲထွက်ကြည့်လိုက်အပြင်မှာတခိုးလိုဂျဘိုးလိုတွာလာလို့ရှိရင်နော်အဲ့မင်းအောင်လိုက်ဒီသူများကဘာညာလို့ဘာအာနာပေးတဲ့လူတွေခမရတို့တာသမီးတဲ့အစွန်းဆုံးနိုင်ငံခြားရောက်ရင်တောင်မှဘလို့နေတယ်လဲခွေးလို့သူများရှဲ့မှာတောင်မှကိုရှိတဲ့ပစ္စည်းတွေကိုဝတ်ဆင်ပြမသွားနိုင်တဲ့နွားတွေအခုကချင်ပြည်နယ်ရှမ်းပြည်နယ်ကိုလာတဲ့လူတွေနော်စစ်ပြန်လမ်းဘယ်တော့မှမရှိစေရဘူးအခုဒီမနေ့စောစီစီပဲတကက်မင်္ဂလာရှိတဲ့တည်င်းပဲမတာပေါ်ကုန်ပြီငိုပြီးမှတော့ Facebook တက်မလာနဲ့အားရဆရာကြီးပဲထပ်တက်သွားပါလားသူများသားသမီးတွေခမရတို့မှလေလူစိတ်ရောရှိတာလူဆိုတာကလေခွေးတကောင်အတန်မြည်ရင်တောင်မှတနာကျင်နာတတ်တဲ့စိတ်ဓာတ်ရှိတာဟိုမှာသွေးတရဲနဲ့တေးနေတာဟူတောင်မှခမရတို့မျက်စိထဲမှာရွက်စီပိုးကိုလန်းနေတာခမရတို့မှာငါလူဟုတ်သလားသမင်းစားတာလားချီးစားထားသလားနော်အော်ဆက်တဲ့ကောင်းတယ်
ခိုင်းတိုင်းလို့ရှက်စရာတိတ်ကောင်းတယ်ပလာတာရီပါလူစားနေကြတာခမရတို့အိမ်မှာရှိတဲ့မိန်းမတွေမိဘတွေလည်းကြည့်လိုက်အောင်ငါတာခိုးစားနေတာအပြစ်ကင်မရာကနေကြည့်နင်းတို့ခမရတို့ဘလို့မြင်တယ်လဲနော်ကချင်တို့လာဟိုdenတွေးလာမစနဲ့ပြန်လမ်းမရှိဘူးအသွားလမ်းရှိတယ်ပြန်လမ်းမရှိဘူးတရင်ကြော်ညာတဲ့လူတွေကိုလည်းအံ့ဩတယ်အချက်တရားလည်းမရှိဘူးနော်အချက်တရားလည်းမရှိဘူးလိန်နေတာမသိရနဲ့လည်းလိန်အောင်ကိုပြောပေးနေတယ်ဒီနေ့ဆိုလို့ရှင်ပါလဲအောင်ဆန်းစုကြည်တွေလက်ပေးလိုက်ယူလို့တယ်လက်ပေးလိုက်ယူမပြောနဲ့သူ့မှာရှိတဲ့ပတ်စံတော်မှာဟိုမှာ foundation လုပ်ပြီးသူများကိုပေးနေတာဘာလက်စားဆရာလို့လဲသူကြည့်မရကြည့်ပေးရမယ်လူကြောက်မှမရှိဘူးသူ့သားတွေသူ့ရဲ့သားတွေလည်းသူ့အိမ်ထောင်နဲ့သူစားဖို့လည်းသူ့မှာပတ်စံနဲ့အများကြီးရှိတယ်အခုမင်း online တွေရတယ်လားစားတက်သေးလေးပိုင်ဆိုင်ထားတာတွေအများကြီးခမရတော့လေခွေးတခိုးပဲသိလားလူရဲ့လောကကြီးထဲမှာရှိတဲ့စကားနဲ့တောင်ရှာလို့မရဘူးဘာနဲ့နိုင်ရင်ရမလဲဆိုရင်တောင်မှရှာလို့မရဘူးခွေးဆိုလဲခွေးကကျွေးတဲ့လက်သမင်းကျွေးတဲ့လက်ကိုတိတတ်တယ်တရိษံဘာတရိษံနဲ့မှခမရတော့ကရှင်းလို့မရဘူးဘာနဲ့တူတယ်ဆိုလို့ရှိရင်ခမရတော့ခွေးယူနေပဲတူတာခွေးကယူနေတဲ့အတွက်ကြောင့်မို့တို့ကလေဘဒုမြင်နေမြအကုန်ကိုလိုက်ကြိုက်တာအဲ့ထဲမှာပို့ဆိုးတာကနော်အခုပြောချင်တာကအောက်ချေစစ်သားတွေရဲတွေအခိုင်းအစေကျွန်းနေတို့ဟိုမှာအိမ်ထဲမှာကောင်းကောင်းခမရတော့ကိုအမိတ်တဲမှနေနေတဲ့အခါမှာခမရတော့ကသူများသမင်းတွေလူစားပြီးမှကျွန်းသွားလုပ်နေတာကျန်နေတာလားဒီမိုကရေစီရလို့ရှိရင်ခမရတော့ကအမောက်ကျေပြီးသားမှတ်အခုဒီအောက်ပိုင်းကစစ်သားတွေခမရတို့ပြောနေတဲ့နေကိုလာလို့ရှိရင်ခမရတို့ယောက်ျားတွေရဲ့တပ်ပုံတွေလည်းကောင်းကောင်းလေးရိုက်ထားလိုက်အောင်ခမရတို့ယောက်ျားတွေပြန်လာမရှိဘူးနော်အချက်တရားမရှိတဲ့လူတွေခမရတို့ယောက်ျားရဲ့တပ်ပုံတွေရိုက်ထားလိုက်ခမရတို့ယောက်ျားနဲ့ကောင်းကောင်းဖက်ထားလိုက်ခမရတို့သားရဲ့မျက်နှာကိုကြည့်သွားလိုက်ပြန်လာမရှိဘူးနော်အားကြောင့်နောက်တစ်ခုပြောချင်တယ်ကျတို့နေဒီမှာလေတဘာဝမြေဥစ္စာရှိတယ်ခမရသားခမရရဲ့ယောက်ျားရဲ့ခန္ဓာလာပေးမှကျတို့စိုက်ပြူးစားတာမဟုတ်ဘူးနော်ဒါပေမဲ့လာချင်တပါဆိုလို့ရှိရင်လာခဲ့လိုက်နော်မြေဥစ္စာလာလောက်သွားလိုက်ဖတ်ချမှာနေတိုင်းချမှာနော်ကချင်တွေဖေရပြီးဗမာပြည်ကချင်ပြည်နယ်ရှမ်းပြည်နယ်ဘက်ကိုမလာနဲ့ပြန်လာမရှိဘူးဆိုတာအမြဲတမ်းမှတ်ထားလိုက်နော်